နာမည်ကကြတော့တီတီအောင်တရားမှာကြတော့ဗနက်ဆက်ပွေးတဲ့မှာလောလောဆယ်ကတော့ပါဝင်ပြီးတော့အလုပ်လုပ်နေရတာနာတင်းတဲ့အချိန်မှာကြတော့တင်ငယ်ချောင်းတယောက်တေကနေလာပြောတဲ့နောက်ကနေဟာအနာတင်းသွားပြီလဲဆိုဒါမဖြစ်နိုင်ဘူးကဒိန်းနေလဲဖြစ်တော့မှာအဲ့ဒါဆိုတော့ TV ဒီမှာကြည့်ကြတယ်တရားနေမှာကြည့်တဲ့အခါမှာအနာတင်းသွားတယ်စိတ်ထဲမှာတော့ဒါကစားစရာလို့မျိုးလုပ်နေတာတော့ဒါမှမဟုတ်ခဏလေးလို့ပြောတယ်ပြောတော့ခဏလေးလည်းမဖြစ်နိုင်ဘူးကတော့ကို့အတွေ့ရတော့88တုန်းကပုံစံလိုမျိုးတွေဖြစ်လာတော့မှတော့ငါတို့ဘဝကတော့ဒီမှာတောင်ပြီးကြောင်းတောက်နေတဲ့အချိန်ဆိုတော့ကြောင်းသားအတွေ့ပါပြီးလို့ရှိရင်တို့အာနာသိန်းသွားတယ်အာနာသိန်းတဲ့အချိန်မှာရောကောင်းမွန်တဲ့အရာတွေဖြစ်လာတယ်လို့ပါတပိတ်မောက်မှုတွေစလုပ်တာပါဆန္ဒပြတယ်ပြလူငယ်တွေအဖွဲ့အစည်းတွေဆန္ဒပြပြီးတော့တော်လန်ရေးထဲကိုကိုယ်တိုင်မဝါရောက်နေတဲ့အချိန်မှာကျတော့ခါကြရန်ထောက်ဖို့အနေနဲ့ပါဟောင်းတရားတွေဘလို့လူကြမယ်ပြီးလို့ရှိရင်တူဘူးကျူတာတွေဘာတွေလုပ်တယ်လုပ်ပြီးတော့အဖွဲ့အစည်းလူငယ်တွေကအားလုံးရွာထဲမှာဈေးရောင်းတယ်ရောင်းလို့ရတဲ့ပစ္စည်းတွေကိုကျတော့တော်လန်ရေးအဖွဲ့အစည်းတွေကိုလှူတယ်အဲ့လိုမျိုးလုပ်နေရမ်းတာမှာအဆောင်မပြေတော့ဘူးဒါမျိုးတင်းလုပ်နေလို့ရှိရင်လို့ပြီးလို့ရှိရင်ကိုရင်ဝါရောက်ဖို့တော့ကိုရင်ကလည်းပါလုံးနိုင်မမလားလို့လည်းတွေးတယ်ဖွဲ့စည်းတယ်လက်စုံစမ်းတယ်ဒါပေမဲ့ဖွဲ့စည်းအကြာကြီးစုံစမ်းခဲ့ရတာဒူးမအဲ့လိုမျိုးပါကွန်တိတိကျကျပဲဖွဲ့စည်းရလို့မပြောခဲ့ဘူးနောက်ပိုင်းကျမှကျမတို့ဖွဲ့စည်းတစ်ခုနဲ့ချိတ်ဆောက်မိပြီးတော့မှဒေါ်လာထဲကိုကိုရင်ဝါရောက်ခဲ့တာပါအင်္ဂလိပ်ဆိုတော့မိဘတွေကလည်းစိတ်မချဘူးကလုံးဝမလွတ်ချောင်ဘူးပြီးတော့ဟိုကအိမ်မှာအတိတ်ခံနေအများကြီးလို့ရတယ်ပြီးမှဝန်ခဲ့ရတယ်မိဘတွေကလည်းပြောပြတာပါတော်လိုင်းထဲဝန်လို့ရှိအောင်တောထဲမှာနေရမယ်ပြီးလို့ရှိရင်သူများလို့လှလှပပတော့နေရမှာမဟုတ်ဘူးပြီးလို့ရှိရင်ခက်ခဲမှုတွေအဖွဲ့အစည်းနဲ့နေတယ်ဆိုတာအများကြီးကြုံတွေ့ရမှာပါတော့ပြဿနာတွေအများကြီးကြုံတွေ့ရမယ်ပြီးလို့ရှိရင်နေထိုင်မှုတွေအဆောင်မပြေတာတွေများမယ်အဲ့လိုတွေပြောခဲ့ကြတယ်ပါဒါပေမဲ့ကိုယ်စိတ်ကလည်းမရဘူးတဲ့ချိန်မှာတော်လိုင်းရေးအဓိကဖြစ်နေတဲ့ခါကျတော့ကိုတယောက်ရဲ့အငားလည်းအများကြီးတော့မဖြစ်ဘူးပါတော့တိုင်းမှာလည်းအနေအချင်းကတော့ကိုလုတ်လိုက်တဲ့အရာတော့ကတော့မျိုးအားတခုတော့ဖြစ်မယ်လို့ထားပြီးတော့မလို့ဘူးမင်္ဂလေးဆိုတော့အားငယ်တာတော့အမှန်ပါတော်လန်ရေးထဲမှာကျတော့လူမျိုးတောင်တန်းနေတက်ရတယ်တောင်တန်းနေတက်တဲ့အချိန်မှာလည်းအမြတ်နဲ့နေသူလုံနေအောင်တော့အတက်နေဆုံးကြိုးစားပြီးလို့ရတာပေါ့သူတောင်လုံနေသေးတာကိုလည်းလုံနေရမယ်ပါကိုရရှိတန်းတွားရတယ်ကိုကတော့ရှည်တန်းမလိုက်ရဘူးရှည်တန်းမလိုက်ရတဲ့ခါကျတော့သူတို့ကကျတော့ရှည်တန်းမှာတအားကိုလုံနေရပြီးကိုကနှုတ်ထဲမှာလုံးဝအတုံးမွန်တဲ့ပုံစံလိုမျိုးအတွေးတွေလည်းရှိခဲ့တယ်ပါနော်ဒါပေမဲ့တကယ်တော့ဒီအတွေ့အမှားပါတယ်သူတို့လည်းရှေ့ထဲမှာလုံနေသလိုကိုကနှုတ်တန်းထောက်ပံ့ပြီးနေမှသူတို့လည်းကုန်းကုန်းမုံမှန်အဆောင်ပြီးလုံနေမှအဲ့ဒါဆိုတော့ကိုကလည်းနှုတ်တန်းကနေပြီးတော့ခမဒီလိုမျိုးအများကြီးမပြည့်စုံနေအောင်တော့အနေအချင်းပြည့်စုံနေအောင်တက်နေတဲ့ဘက်ကနေပါပါပြီးတော့လှုပ်ဆောင်ပေးနေတယ်အင်ကိုကတော့လွမ်းပါတယ်ပြီးလို့ရှိရင်မိဘတွေနဲ့တူတူနေရတာတော့ပို့ပြီးတော့နှွေးထွေးတယ်ပါတော်ထဲမှာနေရတာကြတော့လူပေါင်းစုံတာပါတော့ဇေယျမျိုးစုံပြီးလို့ရှိရင်မိသားစုပေါင်းစုံကတူတယ်နော်အတူတူနေရတဲ့ခါကျတော့ကိုမိဘလောက်တော့အဆောင်ပေးတဲ့အရာတော့မရှိဘူးပါဒါပေမဲ့လည်းအဆောင်ပြောင်းကျူးစားနေရတယ်ပြီးလို့ရှိရင်အင်ကိုလွမ်းနေဆိုတာနေမကောင်းတဲ့ချိန်ဆိုပို့ပြီးတတိရတယ်ပါအင်ကမိဘတွေကကြတော့အဆက်ဆက်အရာကိုတာသမီးဆိုတော့ညဉ့်ညံတာမျိုးဘာမှမရှိဘူးပါတခြားသူတွေကြတော့လေရဲဘော်ရဲဘောက်တွေကလည်းညဉ့်ညံတာမျိုးရှိတာတော့မဟုတ်ဘူးဒါပေမဲ့အားနာစရာကောင်းတာပါနော်ကိုယ့်ရဲ့အသေးစိတ်တွေကိုအကုန်လုံးကူညီပေးဖို့ကြတော့ခါကြအဆောင်မပြေတာတွေရှိတယ်အဲ့ဒါဆိုတော့အင်ကိုကတော့လွမ်းနေပြီးလို့ရှိရင်ပြန်ချင်ပါလေစောက်တွေရတာလည်းပါဖုန်းလိုင်းရတဲ့အချိန်တော့ပါစောက်တွေရတာဆိုတော့မိဘတွေနဲ့ပြောရတဲ့အခါမှာလည်းမိဘတွေနေမကောင်းတာတွေရှိတယ်ပြီးလို့ရှိရင်အင်္ဂါအဆောင်မပြေတဲ့အခါတွေမှာပို့လို့ဝမ်းနေတယ်ပါနော်ပြီးလို့ရှိရင်ပြန်ချင်ပါလေပြောင်းလဲမှုကတော့အများကြီးရှိပါတယ်အရင်တောင်တန်းနေစတက်တဲ့အချိန်ကတည်းလို့ဆိုလို့ရှိရင်တောင်တန်းမှာဆိုလို့ရှိရင်လည်းစူဖွဲ့မှုတလိုမျိုးလုပ်တယ်ကိုယ့်ရဲ့ရဲဘော်ရဲဘောက်စိတ်ရှိအောင်လုပ်ပေးတယ်အစပိုင်းမှာတော့ဘလော့ပါတောင်
လည်းပြီးသွားချက်ချမ်းရတော့လူတွေကအကုန်လုံးမပြောင်းလဲသွားဘူးနောက်ပိုင်းရောက်လေပို့ပြီးရဲဘော်ရဲဘာဆက်ရှိလေပြီးလို့ရှိရင်ကိုယ့်ရဲ့မိသားစုလို့ဖြစ်သွားတယ်ပြီးလို့ရှိရင်တယောက်နဲ့တယောက်ရင်ပန်းကူညီတယ်ဘယ်လိုပြောမလဲတရားမဟုတ်တရားထိန်ပြီးတော့ခါကျမှငါတို့ဘယ်လိုတိုးတက်အောင်လုပ်ကြမလဲပြီးလို့ရှိရင်ကိုယ့်ရဲ့တရားအတွက်ဘယ်nàoဘယ်လိုရှာဖွေကြမလဲပြီးလို့ရှိရင်အလူခံပြီးတော့ဘယ်လိုလုပ်ကြမလဲပြီးလို့ရှိရင်ရဲဘော်တွေရဲ့ရှေ့တန်းသွားတဲ့ရဲဘော်တွေကိုဘယ်လိုမျိုးထောက်ပံ့ပေးကြမလဲအဲ့ဒါတွေကစလို့ဖြည်းဖြည်းချောင်းတိုးတက်လာတာပါအစပိုင်းမှာဆိုအဲ့လိုမျိုးထောက်ပံ့အနေချင်းထောက်ပံ့ပေးနေတာလောက်ကစားမရှိခဲ့ဘူးပါနော်နောက်ပိုင်းမှာပို့ပြီးအောင်တစ်ဆောင်ချမ်းပို့ပြီးထောက်ပံ့ပေးနေလာတာပါဒါတွေကလည်းအတွေးပါနော်ကိုယ့်ရဲ့တဲ့ရောင်ထဲကလူတွေကအားလုံးကနေပြီးတော့မှတွေးတယ်ပြီးလို့ရှိရင်တွေးတောပြီးတော့ခမဒါလုံးတောင်းတယ်ဒါဘယ်လိုလုပ်ကမယ်ပြီးလို့ရှိရင်မှားနေတဲ့အယူဆတွေဖြစ်အောင်တော့ဒါမှားတယ်ဆိုတာမျိုးကိုယ့်ရဲ့ဆရာတွေကရောပြီးလို့ရှိရင်ကိုယ့်ရဲ့ရဲဘော်ရဲဘက်ကအကုန်လုံးပြောပြပြီးတော့မှအဲ့လိုလုပ်တဲ့ခါကျတော့အများကြီးတိုးတက်လာတယ်ပါနော်တက်ခေရေးဘိန်းလို့ခြေတန်းနေဆိုလို့ရှိရင်ကျမတို့ကကျတော့တက်ခေရေးလည်းမလေးရဘူးဆိုတဲ့ခါကျတော့ဒီမှာတော့တန်းမှာအနေနဲ့အကုန်လုံးလုပ်ပြရတာခြေတန်းသမားတွေကပြောပြတဲ့အရာတွေကိုနားထောင်ရတယ်ပြီးလို့ရှိရင်သူတို့ခက်ခဲတဲ့အရာတွေရှိလို့ရှိရင်လည်းနောက်တစ်ခါသူတို့မခက်ခဲအောင်သူတို့တွေပြန်ပြောကြတယ်တဆောင်ချမ်းကတော့ပို့ပြီးတိုးတက်လာပါတယ်တက်ခေရေးဘိန်းမှာဆက်လို့အစာဘိန်းဆိုတွေ့ကြုံမရှိဘူးနောက်ဘိန်းကျရင်တပွဝက်ပြအောင်နောက်ထပ်တွေ့ကြုံရှိလာတယ်ဘယ်လိုမျိုးကအများကြီးတိုးတက်လာပါတယ်ပို့ပြီးတော့မှလည်းပါရဲဘော်တွေကိုလည်းအများကြီးပံ့ပိုးပေးနေလာတယ်စစ်ဘေးရှောင်နေတဲ့ပြည်သူတွေရောပြီးလို့ရှိရင်အိုးအိမ်ဆွဲခွာနေတဲ့ပြည်သူတွေရောကိုယ်တိုင်ကလည်းပါကိုယ်အိမ်ကိုရတော့တော့ဘယ်သူမှအဆောင်မပြေဘူးဘေးမှာစစ်ဘေးရှောင်လာတဲ့ခါကျတော့ကိုယ်အိမ်ကိုရမှာဆိုတော့ကိုဆောင်ပြီးတို့လုပ်ရတယ်ပြီးလို့ရှိရင်ကိုရဲ့ရဲဝဲမှာဆိုတော့ကိုအစားအတော့ကစားလို့ချင်းငားစရာရှိတာတွေအဆက်ဆက်ရဝေရတာပြူရတာစိတ်ကလည်းပြူရတာစဆောင်စစ်ဘေးရှောင်မှာကြတော့စစ်ဘေးရှောင်နေရတဲ့အိုးအိမ်လေးမိရှုခံရလို့ဆွဲခွာရတဲ့လူတွေကြတော့အစားအတော့ကစားလို့လည်းအဆောင်မပြေဘူးဝယ်စားရတယ်ပြီးတော့နေအိမ်လေးငှားနေကြရတဲ့သူတွေရှိတယ်စစ်ဘေးရှောင်မှာတက်နေတဲ့သူတွေရှိတယ်အဲ့တဲ့သူတွေကကြတော့ဘယ်လိုပြောမလဲကိုအိမ်ကိုရနာမနေရတဲ့အခါကျတော့စိတ်ထဲမှာလည်းသူတို့လည်းပြီးစီချောင်းတော့တော်လည်းရမပြီးသေးဘူးလို့ပြောလို့ရှိရင်ဟာငါတို့ကဒီလိုမျိုးနေရတာအဆောင်ကိုမပြေတော့ဘူးဒါနားလဲပါတယ်တော်လည်းကလည်းပါအချိန်တော့ပေးရမှာပါပြီးတော့တဲ့တနေ့ကျအောင်တော့အဆောင်ပြပြနာအားလုံးအဆောင်ပြတော့မှာပါလို့ကျမတို့အမျိုးသမီးရဲဘော်ရဲမေတွေရောပါရွှေချောင်ပါတယ်လို့ကျမတို့တွေကအခုနေချိန်မှာစိတ်အားငယ်ပြီးတော့မှမင်္ဂလေးဆိုပြီးစိတ်အားငယ်တယ်ပြီးလို့ရှိရင်ငါ့ကိုတော့ဘေးဖယ်ခံထားရတယ်သူတို့ကကြတော့ဘယ်နေရာလေးမှအဆောင်ပြနေတာကိုငါကတော့မပြေဘူးဆိုတဲ့စိတ်နဲ့လည်းရှေ့ဆောက်စီချမှာဘူးပြီးလို့ရှိရင်အကုန်လုံးကအလုပ်တူတူတွဲလုပ်နေတဲ့အတွက်အကုန်လုံးကလည်းပါကြွကြွစစားနာလုတ်သွားကြရအောင်ပါလို့ပြီးလို့ရှိရင်အိမ်ကိုလွမ်းတာမှန်ပြီမယ်လဲပါအိမ်ကိုပြင်ချောင်းတဲ့စိတ်ကိုခဲတအားမထားပဲနဲ့တဲ့ရောက်မှအကုန်လုံးပူတွဲပြီးတော့မှကြွကြွစစားလုတ်တင်သွားကြရအောင်ပါလို့ပြောချင်ပါတယ်